ຫນွေဦးရောက်လို့လေပြေလေးတွေတိုက်ခတ်လာပြီဆိုတာနဲ့တကြံတရှင်းတန်လေးတွေကပါအလိုလိုပြန့်လည်လာတတ်တာပါကျမတို့မြန်မာနိုင်ငံသားတွေအတွက်တော့တကြံတရှင်းတွေဆိုတာဘယ်အချိန်မှပဲနားထောင်အမြဲတမ်းတစ်လွင်နေစေလက်ဆက်နေစေမယိုးနိုင်တဲ့တေးသံသားတွေဖြစ်ကြတာပေါ့ဒီလိုတကြံတရှင်းတွေကမှကျမကတော့လေရှိုးပြုံးရွှင်သောနမဖြူလေတကူလုံးပင်လျှောလာမှုတဲ့ဒီလိုလေးအစားရှိထားတဲ့မန်းတောင်လေးကိုဆိုတဲ့တခြင်းကိုအကြိုက်ဆုံးပါတချို့ကတော့တခြင်းနာမည်ကိုမြနန္ဒာလို့လည်းသိထားကြပါတယ်ဒီနေ့မှာတော့မန်းတောင်လေးကိုတခြင်းအပါအဝင်ရွှေမန်းမာလာတူပိုလူကြုံလူကောင်းရင်တကူမဲစစ်တာပကာနာအစားရှိတဲ့တခြင်းတွေအပြင်တခြင်းပေါင်း200နီးပါးကိုရေးပွဲခဲ့တဲ့တေးရေးဆရာဂီတပညာရှင်အလင်္ကာကျော်စွာဆရာမျိုးမနေရဲ့အကြောင်းကိုကျမတို့ဖန်တီးလို့အထောက်ပံ့သည့်အစီအစဉ်ကနေလက်လန်းမီတလာဝေမျှပေးသွားပါမယ်ရှင်။ဆရာကြီးရဲ့အမည်ရင်းကတော့ဦးကျော်ငင်းဖြစ်ပြီးမြန်မာတက္ကရီ1280ပြည့်နှစ်တပေါင်းလဆန်း9ရက်ခရစ်နှစ်1909ခုနှစ်ဖေဖော်ဝါရီလ23ရက်မန္တလေးမြို့မှာအဖဦးနီအမိတော်ရှိဦးတို့ကနေမွေးဖွားခဲ့ပါတယ်။ငယ်ငယ်ကလေးကပကြီးနဲ့ဂီတကိုဝါသနာထုံခဲ့တဲ့ဆရာကြီးကအသက်14နှစ်အရွယ်မှာဖခင်ဖြစ်သူရဲ့တငယ်ချင်းပကြီးဆရာကြီးဥပသက်စီမှာပညာသင်ယူရင်း9နှစ်အတွင်းမှာပကြီးနဲ့ဗဟုပညာရပ်တွေအပြင်မယ်ဒလင်ပင်ကျိုးနဲ့ပြတ်ဆောင်ပညာရပ်တွေကိုပါကျွမ်းကျင်သမျှခဲ့ပါတယ်။ဆရာမျိုးမငင်းကရွာသားကြီးစိန်တွေကဒီဝအိမ်သားဥမမောင်ကြီးတို့စီကနေမြမဆောင်ပညာကိုစီးပူးခဲ့တယ်လို့အသက်16နှစ်အရွယ်1925ခုနှစ်မှာတော့တရုတ်တတိဦးတော်လုံးဆိုသူကမာတီငွေထရာကနေမန္တလေးမြို့သူမြို့သားတွေရဲ့မာတီငွေတွေနဲ့အတူဗုဒ္ဓဝေယဝိစာမြို့မအပြော်တန်းဒုတိယအဖွဲ့ကိုအမည်ပေးထူထောင်ခဲ့တယ်လို့သိရပါတယ်။မြို့မအဖွဲ့ကအဖြစ်နဲ့အနောက်တိုင်းဒုတိယတွေနဲ့သင်္ကေတပညာတွေကိုလေ့လာလိုက်စားခဲ့ပြီး1932ခုနှစ်ကစလို့တရှင်းလေးစတင်ရေးဆက်ရာကနေမြို့မငိမ့်ဆိုတဲ့အမည်ကိုခံယူခဲ့တာပါ။ဆရာကြီးကတရှင်းရေးတဲ့နေရာမှာဘာဟန်ဆောင်မှုမှမရှိဘဲလွတ်လပ်ရေးပွဲတတ်သူပါ။ဆရာကြီးရေးဆက်ခဲ့တဲ့စစ်တာပဒါနာခင်အိမ်မက်တရှိထဲရှိအလှပြိုင်ပွဲတို့ကအစိုးဆုံးထင်ရှားခဲ့တဲ့တပြားတရှင်းတွေဖြစ်ပါတယ်။ဒါအပြင်A1 နဲ့တွင်းယူခဲ့တဲ့ပါရမီတော်ရေခင်းတော်လက်ရှင်တော်ပြုတ်မာတန်းတုတ်ဝေလေးတဲကပူစာချစ်ကျိုးတော်ဆောင်စတဲ့တခြင်းတွေနဲ့အတူလူကျွန်းလူကောင်းတခြင်းကလည်းဒီနေ့ထိတိုင်အောင်ကနဝင်တေးတွေအဖြစ်နဲ့ကျန်ရှိနေခဲ့ပါဆရာကြီးရဲ့တခြင်းနာမည်ဖြစ်ကြတဲ့တိမ်လာမို့လေတခုတ်ပန်းနှစ်ယောက်ထင်းနေကြတဲ့လူကတော့ရုပ်ရှင်စကားနာမည်အဖြစ်နဲ့ပါထင်ရှားခဲ့ပါတယ်ဆရာမျိုးမငိမ့်ကတကြံတခြင်းတွေမှာတူပို့စီချက်ကိုတီထွင်ခဲ့သူဖြစ်တယ်လို့မြန်မာအမျိုးသမီးတွေရဲ့ကာယပလာနဲ့ကျမ်းမာရေးကိုလှုံ့ဆော်ပေးတဲ့ရင်တကူမဲလို့တရှင်းမျိုးနဲ့လည်းခေတ်ကိုလမ်းပြခဲ့ပါတယ်။ဒီနေ့ခေတ်မှာဆိုရင်တော့ရင်တကူမဲတရှင်းကိုစုံရီပွဲတော်တွေမှာကလေးလေးတွေတီးတရုပ်ပေါ်ကြတာကိုအလုံးမြင်တွေ့နိုင်မှာပါနော်။ဆရာကြီးရဲ့အိမ်မက်ကတော့ကမ္ဘာဂီတကိုတီးမှုန်နိုင်တဲ့မြန်မာတန်ဆုံတီးဝိုင်းကြီးတစ်ခုတီထောင်နိုင်မှုပဲဖြစ်ပါတယ်။ဆရာကြီးကသူဖြစ်လို့တဲ့မြန်မာတန်ဆုံတီးဝိုင်းအိမ်မက်ကိုအကောင့်ထဲပေါ်ရင်1955ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာကယ်လွန်ခဲ့ပါတယ်။ဆရာကြီးကတရှင်းရေးသက်နှစ်20အတွင်းမှာတရှင်းပုတ်ရေး200နီးပါးကိုရေးသားခဲ့ပါတယ်။အသက်46နှစ်ဆိုတဲ့အရွယ်ကောင်းမာရင်ကွယ်လွန်သွားခဲ့ပြီမဲ့လို့ဆရာမျိုးမငင်းရဲ့တူပိုစီချက်တကြံတရှင်းနေနဲ့အချစ်မျိုးပွဲဘာသာရေးနိုင်ငံရေးစားတဲ့နယ်ပယ်ဆောင်ကတေးသချင်းတွေကမြန်မာပြည်သူတွေရဲ့ရင်ထဲမှာဒီနေ့အထိရှင်သန်နေဆဲဖြစ်ပါတယ်။ဆရာမျိုးမငိမ့်နောက်ဆုံးရေးဆက်ခဲ့တဲ့သချင်းကတော့တိမ်လွာမို့လင်းဖြစ်ပါတယ်။ဒီသချင်းကိုဘယ်အဆိုတော်ကတီးဆိုခဲ့တာလဲဆိုတာကိုစာပေမိတ်ဆွေတို့အားလုံးကောင်းကောင်းကြီးသိကြမှာမို့ကောင်းမှန်မှရေးခဲ့ပြုံတော့ပြီးတော့မကြခင်ရက်ပိုင်းအတွင်းမှာလည်းတကြံကာလကိုရောက်တော့မှာဆိုတော့ဆရာမျိုးမငင်းရဲ့ဘယ်တော့မှမယိုးခဲ့မဟောင်းခဲ့တဲ့သချင်းလေးတွေကိုနားထောင်ဖို့တိုက်တွန်းရင်ဘေးကင်းလုံခြုံပြီးပျော်ရွှင်စရာကောင်းတဲ့ကြံနှစ်တဲ့အခါသမယဖြစ်ကြပါစေလို့ရေးမဲ့ဝိုင်းတော်သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ရှင်။ဒါဆိုရင်နောက်ရက်တွေမှာနောက်ထပ်ဖန်တီးသူတွေရဲ့အထုပ်ပတ်တီးနဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်နော်။